တခါတော့ကတောထဲမှာနေထိုင်တဲ့ကြီးကမ်းမတကောင်ဟာသားသမီးမွေးဖို့ဆုံးဖြတ်လိုက်တယ်ပြီးတော့သူကတစ်ပင်အမြင့်ကြီးတစ်ပင်ရဲ့ထိပ်ဖျားမှာတိုက်ဆောက်ပြီးတိုက်ထဲမှာဥကလေးသုံးလုံးကိုဥချလိုက်တာပေါ့ကြီးမကဥလေးတွေပေါ်မှာ21ရက်ကြာအောင်ဝတ်ထားပြီးရဲ့နောက်ဥကလေးတွေဟာပေါက်လာပြီးကြီးကလေးသုံးကောင်ထပ်ပေါ်လာတာပေါ့ကလေးတို့ရေကြီးကလေးတွေပေါက်တဲ့နေ့ကစပြီးမိခင်ကြီးမကြီးကအလုံများလာတော့တာပေါ့ကြီးကလေးတွေဟာအမြဲလိုစာလောင်နေကြလို့ကြီးမလည်းတနေ့လုံးအစာရှာနေရတာပေါ့ကလေးတို့ရေကြီးပေါက်စကလေးတွေကိုလိုက်လံရှာဖွေနေတဲ့တခိုးများလည်းရှိနေလို့ကြီးမလည်းကလေးတွေကိုစောင့်ရှောက်နေရတာပေါ့ရန်သူတူကတော့တစ်ပင်နဲ့မနီးမွေးမှနေထိုင်တဲ့မြေခွေးတစ်ကောင်ပဲဖြစ်တယ်မြေခွေးကကြီးကလေးတွေရဲ့အော်တန်ကိုကြားရတဲ့အခါမှာတဲနှိပ်ပါလားအဲ့ဒီအတိုက်ထဲမှာငါစားဖို့အစာတော့ရှိနေပြီလို့တကူရဲပြောပြီးတစ်ပင်မော်ကိုတက်ဖို့ကြိုးစားတာပေါ့ဒါပေမဲ့အတိုက်ကထိပ်ဖျားမှာရှိနေလို့အဲ့ဒီနေရာကိုရောက်အောင်သူမတက်နိုင်ဘူးဖြစ်နေတဲ့ကလေးတို့ကြီးလှမ်းခုန်ကြည့်တော့လေအတိုက်ကိုမမိပြန်ဘူးတဲ့ဒါကြောင့်မြေခွေးကကြီးပေါက်စလေးတွေကိုဖမ်းစားဖို့အကြံဉာဏ်ထုတ်ရင်းပြန်လာခဲ့တာပေါ့ပထမဦးစွာမြေခွေးကအနီးပတ်ဝန်းကျင်ကြေးရွာတွေကိုလှည့်လဲပြီးအမိုက်ပုံးထဲမှာအုတ်ထုပ်ဟောင်းတစ်လုံးကိုရအောင်ရှာတယ်အုတ်ထုပ်ဟောင်းကိုရတော့တစ်ခုတ်သမားတစ်ယောက်စီကနေတန်ကြီးတက်နေတဲ့လွှတစ်ချောင်းကိုလည်းခိုးယူခဲ့တယ်တဲ့နောက်နေ့မနက်စောစောကြီးမအတိုက်ကနေမခွာခင်မြေခွေးကအုတ်ထုပ်ကိုစောင်းတစ်ပင်စီကိုလာခဲ့ပြီးတစ်ပင်ကိုလွှနဲ့စပြီးဖြတ်တော့တာပဲတဲ့လွှတိုက်တန်ကိုကြီးမကြားတဲ့အခါမှာအတိုက်ကနေအောက်ကိုငုံကြည့်ပြီးမေးတယ်ရှင်ဘသူလဲဘာလုပ်နေတာလဲအဲ့ဒီခါမှာကောက်ချစ်တဲ့မြေခွေးကကျုပ်ကတစ်ခုတ်သမားပါတစ်ပင်ကိုဖြတ်ပြီးလှဲချမလို့ပြန်ပြောလိုက်တယ်ဒီတစ်ပင်ကိုမဖြတ်ပါနဲ့ရှင်ကျမအတိုက်ကဒီမှာပါအဲ့ဒီမှာကလေးတွေလည်းရှိပါတယ်လို့ကြီးမကတောင်းပန်လိုက်တာပေါ့ကျုပ်ပိုင်နဲ့တစ်ပင်ပေါ်အတိုက်ချောက်တာဟာခမားရဲ့အမားပဲကျုပ်ကတော့အခုပဲဖြတ်လဲရတော့မှာပဲလို့မြေခွေးကပြန်ပြောတာပေါ့ကြီးမကငိုညီးပြီးရန်နေဆိုင်ငံ့မအောင်ရှင်အဲ့ဒီလောက်ကြာရင်ကျမကလေးတွေကြီးလာပြီးပြန်နိုင်ဖို့အားရှိလာမှာပါလို့တောင်းပန်ပြန်တဲ့မရဘူးတနားရီတောင်မဆိုင်နိုင်ဘူးဟေ့ဒါဟာကျုပ်ပိုင်တဲ့တစ်ပင်ခုချက်ချင်းဖြတ်လဲရလိမ့်မယ်လို့မြေခွေးကပြန်ပြီးပြောတာပေါ့ကြီးမကလည်းဆက်ပြီးတောင်းပန်နေပြန်တာပေါ့နှစ်ရက်ပဲချိန်ပေးပါရှင်ကျမကလေးတွေကိုအပြန်တင်ပေးချင်လို့ပါအဲ့ဒီခါကျရင်ကျမတို့အားလုံးဒီတစ်ပင်ကနေပြောင်းပေးပါမယ်လို့တောင်းပန်လိုက်တယ်နင်ပြောတာတွေကိုငါသိမခံနိုင်တော့ဘူးဟဲ့ဒီတစ်ပင်ငါတစ်ပင်အခုငါဖြတ်ရမယ်ဒါငါတစ်ပင်ပဲလို့ဆိုကမြေခွေးကတစ်ပင်ကိုလွှဖြင့်ဆက်ဖြတ်တယ်ကြီးမကလည်းဘာလုပ်ရမှန်းမသိတော့ပဲဝမ်းနဲ့ပလက်ငိုကြွေးနေတော့တာပေါ့နောက်တော့မြေခွေးရဲ့အုတ်ထုပ်အောက်ကဆင်းလဲတဲ့မျက်လုံးတွေနဲ့အတိုက်စီကိုတစ်ချက်လှမ်းကြည့်ပြီးကဲကောင်းပြီငါ2ရက်ဆိုင်မယ်ဒါပေမဲ့နိကလေးတကောင်ကိုအခုငါ့ကိုပေးရမယ်ဒီတော့မှငါကဆိုင်နိုင်မှာလို့ပြန်ပြောလိုက်တယ်ကြီးမလည်းမြေခွေးပြောတဲ့အတိုင်းသဘောတူလိုက်ရတော့တာပေါ့မြေခွေးကကြီးပေါက်စကလေးတကောင်ကိုချက်ချင်းပဲစားပစ်လိုက်ပြီးသူ့အကြံအောင်မြင်သွားလို့ဝမ်းသာနေတယ်တခြားငှက်တွေကိုလည်းဒီနီးကိုပဲသုံးပြီးလှည့်စားနိုင်အောင်မှပဲဆိုပြီးပိုဝမ်းသာနေတာပေါ့မြေခွေးထွက်သွားပြီးရဲ့နောက်မှာတော့ကြီးမရဲ့အိမ်နီးချင်းဖြစ်တဲ့တပိတ်လွယ်ငှက်မဟာကြီးမတန်းအလဲလာလေတယ်ကြီးမဝမ်းနဲ့ပူဆွေးနေတာကိုတွေ့ရတော့တပိတ်လွယ်ငှက်မကဘာဖြစ်နေလို့လဲလို့မေးလိုက်တယ်တဲ့ကြီးမကအကြောင်းစုံကိုပြောပြလိုက်တာပေါ့ရည်စရာကောင်းလိုက်တာတစ်ခုတ်သမားဆိုတာစိမ့်ဆူဆူနဲ့အကိုင်းခတ်တွေဝေနေတဲ့တစ်ပင်ကိုဘယ်တော့မှမဖြတ်ဘူးရှင်တော့အညာခံလိုက်ရပြီနောက်တစ်ခါသူလာရင်ကျမကိုပြစမ်းပါသူတစ်ခုတ်သမားအစ်စ်လားအတုလားဆိုတာကျမပြောနိုင်ပါတယ်လို့တပိတ်လွယ်ငှက်မကပြောလိုက်တယ်2ရက်ကြာတော့အခါမြေခွေးကအုတ်ထုပ်ကိုစောင်းပြီးလွှကိုဂျိုင်းညာညက်ဟိတ်ဟန်ဖြင့်ရောက်လာတာပေါ့ကွယ်ကြီးမကအုတ်ထုပ်ကိုမြင်ချင်းပဲတပိတ်လွယ်ငှက်ထန်းသို့သွားပြီး
တစ်ခုတ်သမားရောက်နေပြီဖြစ်ကြောင်းပြောလိုက်တယ်တပိတ်လွယ်ငှက်မှလည်းတေချာကြည့်ရှုပြီးရှင်ကလည်းအားလိုက်တာအဲ့ဒါတစ်ခုတ်သမားမဟုတ်ဘူးကလင်ကကြစ်များတဲ့မြေခွေးရှင်သူကအုတ်ထုံနဲ့လှကိုဗန်းပြပြီးရှင့်ကိုလိန်သွားတာမကြောက်ပါနဲ့လေသူကတစ်ပင်ကိုဖြတ်မယ်လို့ပြောရင်လှဲတာလှဲလိုက်ပါလို့ပြန်ပြောလိုက်ပါတစ်ပင်ကိုသူတကယ်မဖြတ်နိုင်ပါဘူးနှစ်ဖက်သွားရှိတဲ့လွှထက်ရဲ့တန်တန်မာမာလက်မောင်းတွေရဲ့ရှိမှသာတစ်ပင်ကိုဖြတ်လို့ရတာပါလို့ပြောပြလိုက်တယ်မြေခွေးကတစ်ပင်ကိုလွှနဲ့စပြီးဖြတ်နေချိန်မှာတော့ကြီးမလည်းအတိုက်ကိုပြန်ပြေးပြီးဘသူလဲဘာလောက်တာလဲလို့မေးလိုက်တယ်မြေခွေးကငါတစ်ခုတ်သမားဟေ့ငါတစ်ပင်ကိုဖြတ်မလို့ပြန်ပြောလိုက်တယ်ဆက်လို့ပါရှင်ဖြတ်နိုင်မယ်ထင်ရင်ဖြတ်ပေါ်ကျမအတိုက်ကလည်းမခွာဘူးရှင်တစ်ခုတ်သမားမဟုတ်ဘူးဆိုတာလည်းကျမသိတယ်ရှင်ဟာမြေခွေးရုပ်ပဲလို့ကြီးမကပြောလိုက်တာပေါ့မြေခွေးလည်းကြီးမရဲ့အပြောအဆိုပြောင်းလဲမှုကြောင့်အံ့ဩသွားတာပေါ့မနေ့တုန်းကပဲကြီးမကအမျိုးမျိုးတောင်းပန်အောက်ကျခဲ့တယ်အခုတော့သူ့လေတန်ကမာကျောနေပြီးမြေခွေးကိုဂယုမဆိုင်ဟန်ပေါ်နေတော့တစုံတူကသူ့ကလိန်ကကြစ်လောက်တာကိုကြီးမအားပြောပြထားတာဖြစ်မှာပဲလို့မြေခွေးကချက်ချင်းရိတ်စားမိလိုက်တာပေါ့ငါတစ်ခုတ်သမားမဟုတ်မှန်းနင့်ကိုဘသူပြောတယ်လဲလို့မြေခွေးကမေးပြီးဂျားဝင်ရှုပ်သူကဘသူဖြစ်ကြောင်းအစဖော်လိုက်တော့ကြီးမလည်းသူ့ကိုတတိပေးသူဟာတပိတ်လွယ်ငှက်မှဖြစ်ကြောင်းလှုပ်ခနဲဖော်ပြောလိုက်မိရဲ့ညီခွေးကလည်းတပိတ်လွယ်ငှက်မှကိုလက်စားချေဖို့ဆုံးဖြတ်လိုက်တော့တယ်ရဲ့အတန်းကြတော့ညီခွေးကရေပုတ်မြောင်းတစ်ခုအတွင်းကိုဆင်းပြီးသူ့တကူလုံးကိုညစ်ပတ်သွားအောင်လူးလိမ်ပစ်လိုက်တယ်နောက်တော့ညီခွေးကတပိတ်လွယ်ငှက်မှရဲ့အတိုက်ရှိတဲ့တစ်ပင်အောက်ကိုသွားပြီးလဲလျောင်းနေလိုက်တယ်သူကငြိမ်နေပြီးတေးချင်အောင်စောင့်နေတာပေါ့တပိတ်လွယ်ငှက်မှလည်းမြေခွေးကိုမြင်တော့နှစ်ကြိမ်လောက်ပြန်ဝဲကကြည့်ပေမယ်မြေခွေးကတွတ်တွတ်မြမလုပ်တော့ဒီကောင်တော့တေးနေပြီလို့တပိတ်လွယ်ငှက်မှကတွေးမိတယ်သူ့မျက်လုံးကိုဖောက်ထုတ်ပစ်မယ်ငှက်မှကမြေခွေးရှိရာကိုဆင်းလာပြီးမြေခွေးရဲ့နံရိုးကိုနှုတ်သီးနဲ့ပေါက်ကြည့်တယ်မြေခွေးကမလှုပ်တော့ငှက်မှလည်းမြေခွေးရဲ့ဥကောင်းမှာနားပြီးမြေခွေးရဲ့မျက်လုံးတွေကိုဖောက်ဖို့ရွယ်လိုက်ချိန်မှာပဲမြေခွေးကငှက်မှကိုအလီအမြန်ပဲနှုတ်သီးနဲ့ဟပ်ပြီးဖမ်းလိုက်တာပေါ့အကွက်ဆင်ပြီးတော့အဖမ်းခံလိုက်ရပြီလို့တပိတ်လွယ်ငှက်မှကသိသွားတယ်ဒါပေမဲ့ငှက်မှကလည်းလိမ်မာပါနဲ့သူဖြစ်တော့ကြီးမနဲ့တခြားငှက်တွေကိုကျမရှင့်ချောင်းဖွင့်ပြောခဲ့တာမို့ရှင်ကျမကိုတတ်ထိုက်ပါတယ်ကျမလည်းရှင့်လိုပဲလဲပါတယ်လှည့်စားပုံလှည့်စားနည်းတွေကိုလည်းအများကြီးသိပါတယ်ရှင်စဉ်းစားလေရှင်ကျမကိုစားလိုက်ရင်ရှင်ဖို့တရက်စာပဲဖြစ်မှာပေါ့ရှင်ကျမကိုလှုပ်ပေးပြီးမိတ်ဆွေလိုသဘောထားမယ်ဆိုရင်ကျမသိထားတဲ့လှည့်စားနည်းတွေကိုရှင်ကိုကျမသင်ပေးမယ်ဒီနည်းတွေကိုရှင်သင်ပြီဆိုရင်တစ်သက်လုံးတတတာနဲ့စားပြီတော့ဟုတပိတ်လွယ်ငှက်မကပြောလိုက်တယ်မြေခွေးကစဉ်းစားနေရင်တပိတ်လွယ်ငှက်မပြောတဲ့စကားအမှန်ဖြစ်နိုင်တယ်တပိတ်လွယ်ငှက်မကလိမ္မာပါနဲ့သူဖြစ်တော့သူနဲ့မိတ်ဆွေဖြစ်နေရရင်မိမိဖို့အကျိုးရှိနိုင်တယ်အ ਨੇ ဆုံးမိမိအတွက်တစ်နေ့လင်းညှက်တစုံရအောင်တော့ငှက်မကကူညီနိုင်ပေလိမ့်မယ်လို့တွေးတယ်တဲ့ရှင်ပြပြတသားဆုံးဖြတ်ပါဟုတပိတ်လွယ်ငှက်မကထပ်ပြောလိုက်တယ်ရှင်ကျမတို့နဲ့မိတ်ဆွေဖွဲ့မယ်ဆိုရင်ကျမတို့နဲ့မိတ်ဆွေဖြစ်ပြီးဆိုတဲ့အကြောင်းကိုနေနံမင်းလနံမင်းတောဆောင်နဲ့တောင်ဆောင်နဲ့တွေကိုတိုင်တယ်လိုက်ပါမြေခွေးလည်းငှက်မပြောသလိုတိုင်တယ်ဖို့ပါဇက်ကိုဟလိုက်တဲ့ခဏအတွင်းမှာပဲတပိတ်လွယ်ငှက်မကမြေခွေးပါဇက်တွင်းကနေလွတ်မြောက်သွားပြီးတစ်ပင်ထက်ကိုပြန်တက်သွားတာပေါ့မြေခွေးမှာတော့ဝမ်းနဲ့စွာခေါင်းကိုခါရမ်းရင်ကြံခဲ့လေတာပေါ့လေလုံးနဲ့မြေခွေးလဲအခုတော့ခံရပြီမဟုတ်လားကလေးတို့ကြီးဒါပေမဲ့လည်းတပိတ်လွယ်ငှက်မကနောက်ထပ်မြေခွေးရဲ့လှည့်စားမှုကိုခံရဖို့ရန်အကြောင်းမရှိတော့ဘူးပေါ့နောက်နေ့မှာတော့တပိတ်လွယ်ငှက်မကတောတွင်းမှာရှိတဲ့ညအပေါင်းကိုစုဝေးကြဖို့ဖိတ်ခေါ်လိုက်ပြီးမြေခွေးရဲ့ရန်ကနေတသက်လုံးလွတ်မြောက်ဖို့တိုင်ပင်ကြတယ်ရေကန်တစ်ခုရဲ့အနီးနားမြေခွေးအိပ်ပျော်နေချိန်မှာတော့ငှက်အုပ်ကြီးကရုတ်တရက်မြေခွေးပေါ်မှာနားလိုက်ပြီးမြေခွေးကိုနှုတ်သီးတွေနဲ့ပေါက်ခြေသေးတွေနဲ့ကုတ်ချစ်လိုက်ကြတာပေါ့မြေခွေးကလည်းအလွန်ကြောက်ရွံ့နာကျင်လွန်းလို့
အထိတ်တလန့်နဲ့ထွက်ပြေးတော့လမ်းမှာပြေးမိတာရေကန်နဲ့ပြုတ်ကျပြီးရေနစ်သေးသွားပါလေရောတဲ့ကလေးတို့ရင်ဒီလိုပုံမြင်ကောင်းလေးတွေကိုနားထောင်ခြင်းနဲ့ဟုတ်ဒါဆိုရင်တော့ Mama Story House Channel လေးကို like and subscribe လေးလုပ်ထားနော်